အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုမိတ်ဆက်ပေးမဲ့ brand လေးကတော့ Samsung အဝတ်စော်ဆက် 7.5kg လေးပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူသူ့မှာပါတဲ့ function လေးတွေကိုတစ်ချက်လောက်လိုက်ကြည့်လိုက်အောင်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ power button လေးပါပါတယ်သူ့မှာကျွန်တော်တို့ဒီ power button လေးနှိပ်ပြီးဆိုလို့ရှိရင် function လေးတွေရွေးရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Fuji function လေးရဆိုလို့ရှိရင်ကျွန်တော်တို့မတူညီတဲ့အဝတ်အစားမျိုးစားတွေကိုလျှော်လို့ရတဲ့ function လေးဖြစ်ပါတယ်။နောက်ကုမှု function လေးကကြတော့ကျွန်တော်တို့အဝတ်အစားတွေကိုလင်းလင်းမြန်မြန်နဲ့26မိနစ်အတွင်းလျှော်ပေးတဲ့အမြန် function လေးပဲဖြစ်ပါတယ်။ delegate အနေနဲ့ကတော့ကျွန်တော်တို့ပါးလွာတဲ့ဆောင်းပါးလွာတဲ့အဝတ်အစားများကိုလျှော်ပေးတဲ့ function လေးဖြစ်ပါတယ်။ကျွန်တော်တို့ black and function လေးကကြတော့ဆောင်းတို့တူးမွေးတို့ကိုလျှော်ပေးတဲ့ function လေးဖြစ်ပါတယ်။ကျွန်တော်တို့ဒီဂျင်းကကြတော့ဂျင်းအင်ကြီးဂျင်းမောင်းဘီစတဲ့အနှွေးတဲ့အဝတ်တွေပါကျွန်တော်တို့ဂျင်းအနှွေးတွေပါလျှော်လို့ရတဲ့ function လေးဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ eco tech clean ကကြတော့ကျွန်တော်တို့ကန်ဆေးတာဖြစ်ပါတယ်သူ့ရဲ့မှာဒီအထက်က drum ကြီးကိုသူ့အတိုင်းတီးသက်ပြန်ဆေးတဲ့ function လေးဖြစ်ပါတယ်သူ့ကိုဆေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့များသောအားဖြင့်ဆိုတာမုတ်သုံးပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆာလကာကြီးသုံးပြီးတော့လျှော်ပါတယ်ဒါကတော့သူ့ရဲ့ drum ကိုဆေးပေးတဲ့ဒီ function လေးပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့သူ့ကိုလျှော်ရင်လားဆေးရင်လားညှစ်ရင်လားသုံးမျိုးလုံးကိုတစ်မျိုးချင်းစီအလုပ်လို့ရတဲ့ function လေးတွေလည်းပါပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့မှာဘာပါသွားလဲဆိုတော့ air turbo လေးပါပါတယ် air turbo လေးကျွန်တော် air turbo သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က15မိနစ်သုံးမှလားမိနစ်30သုံးမှလား15မိနစ်ဆိုလို့ရှိရင်လည်းသူ sprint ညှစ်ပြီးတဲ့အချိန်မှာ air turbo အနေနဲ့15မိနစ်အထိသူ့ရဲ့အထက်ရရှိတဲ့အဝတ်တွေကိုအဖန်ဆုံးထိရောက်အောင်သူကလွတ်ဆောင်ပေးမဲ့ function လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအဝတ်စက်ကလေးကိုကြိုက်နေတဲ့လို့လာရောက်ဝယ်ယူအပ်ပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့29လမ်း89လမ်းတောင်းမှာရှိတဲ့ A1 Mobile and Electronic ဆိုင်မှာလာရောက်ဝယ်ယူအပ်ပေးလို့ရပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ